ကျွန်တော်နာမည်ဘာကျက်ခရိုရှာပါလူငယ်တယောက်ပဲဆိုပါတော့အတိအကျပြောရရင်21ရာစုရဲ့လူငယ်တယောက်ပေါ့ Modern Society ထဲမှာလူငယ်တယောက်ဖြစ်ရတာမမိုက်တဲ့အချက်တွေရှိရကွာ Social Media Effect တွေ Drama တွေ Depression တွေနဲ့အဆိုးဆုံးကတော့တငယ်ချင်းတချို့နဲ့ထပ်မတွေ့နိုင်တော့တာပါပဲကျွန်တော်ကိုယ်လည်းအလုပ်ကိစ္စတွေနဲ့ခီးမသွားပြတာကြာပြီကွာအဲ့တော့ခီးလေးပါလေးတွားရင်ကောင်းမလားပေါ့ What ဘလို့ဖြစ်တာလဲကျွန်တော်ဘလို့ဖြစ်ပြီးဒီညရောက်လာတာလဲကျွန်တော်တိုးဆောင်လာကောင်းတယ်မလားဒါပေါ့ကျေးဇူးတင်ပါတယ် ဟမ် ကျွန်တော်ရောက်သွားတဲ့မြို့ကဘာမြို့လဲသိလားသိတယ်မသိကြအောင်ဆောင်းလိုက်ပါအဲ့မှာကျွန်တော်ခုနှစ်ကြောင်ပြပြလို့ရမှာလေ21ရာစုမှာလူငယ်တယောက်အနေနဲ့လုပ်ကြရတဲ့အများကြီးရှိရကွာဒါမဲ့ကျွန်တော်သာလူငယ်နေပေါင်း1800 200စုကလူငယ်တယောက်ဖြစ်ခဲ့ရင်အဲ့ဒီဖြစ်ကကျွန်တော်ဖြူခစ်ကိုထွက်လာခဲ့တာပါမယုံမှန်းသိပါတယ်တကယ်လက်တိုင်း travel လို့မှမရတာအဲ့တော့ယထာလေးစီးပြီးတော့ဖြူခစ်ကအမွေးသက်တွေရှိတဲ့နေရာကိုတွားရမှာဖြစ်ပါတယ်အဲ့မှာဇလန်းအစတာပဲဒီကြီးတင်စားဖို့အတွက်ကြီးကြဲကြဲလေးတော့အဖေနဲ့မေကိုကတော့လွယ်ရင်းလွယ်ပြီးကျွန်တော်ဘူတာကြီးကိုတွားရကွာရောက်တဲ့အချိန်က4နာရီပီယိုတွားရထားမရှိတော့ဘူးအဲ့တော့သူရဲကောင်းလေးဟာကြီးကြဲကြဲလေးပြောမိဘကိုကတော့ပြီးတော့အဲ့လွယ်လေးလွယ်ပြီးအိမ်အောင်မပြန်ချင်တော့ဘူးကွာအဲ့တော့အနီးဆုံးသွားလို့ရတဲ့ဘူတာဘာရှိလဲဆိုတော့အသုံးသမ်းကြည့်လိုက်တယ်အဲ့မှာရွှေတကားဆိုတဲ့နာမည်ကိုစပြီးကြားဘူးအဲ့ဒါနဲ့အာကိုတကြီးနဲ့အိမ်အောင်ဖုန်းဆက်ပြီးအမေများတိလို့တင်များဆိုပြီးရွှေတကားဆိုတဲ့နာမည်ကိုမေးလိုက်တယ်အမေကတိတယ်ရွှေတကားဆိုတော့ရွှေတကူနားမှာရှိတဲ့စီရဲ့ရပြီအမေတို့ကျွန်တော်ဖုန်းကိုချလိုက်တယ်အဲ့ရထားလက်မှတ်ကိုကျွန်တော်အရဝယ်လိုက်တယ်ပြီးတော့အဲ့မှာစသိန်းသွားအောင်ဒီလိုနဲ့ပဲရထားပေါ်တက်ပြီးတော့အေးရအကြောင်းလိုက်သွားတာပေါ့မုတ်တယ်လေးလာရင်ဝယ်စားလိုက်ရထားပေါ်မှာအိတ်လိုက်နဲ့အိုင်ဗန်တိုင်းမြို့လည်းလွမ်းပါတယ်ဒီလိုနဲ့ညတဖြည်းဖြည်းနဲ့လာနေမြပြဿနာတစ်ခုကကြီးလာတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အခုသွားနေရထားတောင်တွင်းကြီးကိုသွားနေရထားကျွန်တော်ဘေးနားမှာထိုင်နေရအတော်ကြီးကိုမေးကြည့်တယ်အန်ဒီရွှေတကားကိုဘယ်ချိန်ရောက်မလဲဆိုတော့တားတယ်ရွှေတကားကိုမရောက်ဘူးတဲ့အဲ့နဲ့မျောလင်းချက်လေးရမလားဆိုပြီးအရှိမရှိနေအတော်ကြီးကျွန်တော်သွားမေးလိုက်တယ်အတော်ရွှေတကားကိုရောက်လာဆိုတော့အတော်လည်းမသိဘူးတဲ့အဲ့ကျွန်တော်ဘာလို့လဲမသိတော့ဘူးဖေးဖေးနဲ့သွားနေရထားတောင်တွင်းကြီးဘက်ကိုချိုးလာပြီကျွန်တော်သွားမဲ့ဘက်နဲ့စက်ကြီးဘက်မှာရှိနေတာအချိန်ကလည်း10နာရီဝန်းကျင်လောက်ဖြစ်နေပြီအပြင်မှာမှောင်မဲနေပြီအဲ့ကျွန်တော်တွေးကြည့်လိုက်တယ်အနီးနားမှာရှိတဲ့ဘူတာတစ်ခုမှငါညာစင်းအိတ်လိုက်ရင်ရောမနေ့ကမှခီးဆက်မယ်ပေါ့ဒါမြင်တဲ့အတိုင်းပဲဘူတာတော်တော်များများဘာဆိုဘာမှရှိမနေတာများတယ်မှောင်မဲနေတာပေါ့အဲ့နဲ့စိတ်ထဲမှာဘာမှထားမလို့ပဲဝယ်လာတဲ့ကောင်းကြီးတောင်လေးစားပြီးတော့ဖြစ်ချင်ဖြစ်ကွာဆိုပြီးကျွန်တော်ဆက်ပြီးခီးဆက်လာတယ်ကံကောင်းစွာပဲ7နာရီထိုးတဲ့အချိန်မှာယထာကဥတီယာပြောင်းပြီးတော့ရွှေတကားဘက်ကိုကြီးတက်လာပါပြီကျွန်တော်လည်းဝမ်းသာလာတာပေါ့ဒီလိုနဲ့ပဲကျွန်တော်ကပြုတ်ခစ်ရင်ကျေးမှုအမွေလေးတွေရှိရမျိုးကိုတဖြည်းဖြည်းနီးကပ်လာပါပြီ7နာရီခွဲမှာတော့ကျွန်တော်ရွှေတကားဘူတာကိုရောက်ခဲ့ပါတယ်အထင်နဲ့မြင်နဲ့လွဲနေအောင်ပဲရွှေတကားဘူတာကကျန်တဲ့ဘူတာတွေနဲ့မတူပဲတင်းတင်းလေးနဲ့ကံကောင်းတယ်လို့ပြောရမှာပေါ့ကျွန်တော်အစတီယိုသွားဖို့လုပ်ထားတာအဲ့ရနေမှာရင်ကျေးမှုနယ်မျိုးသွားမယ်ပေါ့တီယိုမရလို့ရွှေတကားကိုလာခဲ့တာဒါပေမဲ့ရွှေတကားဆိုတာရင်ကျေးမှုနယ်မြေထဲမှာရှိနေရမျိုးဆိုတော့ကျွန်တော်တက်ဖို့ကောင်းတာပေါ့ကျွန်တော်အခုရွှေတကားဘူတာကိုရောက်နေပါပြီမနေ့ကကြာရင်ကျွန်တော်မျိုးခေါင်းကိုသွားမှာဖြစ်ပါတယ်အားသွင်းမဲ့နေရာမှာရှိတယ်မိုက်ကျွန်တော်ရောက်သွားတဲ့အချိန်က12နာရီထိုးနေပြီဆိုတော့အိတ်ဖို့လောက်ရပြီကွာကျွန်တော်အိတ်ဖို့တက်ကတော့မြင်တဲ့အတိုင်းပဲအဲ့ရှိမှရှိရခုံနှလုံးအဲ့လိုဆက်လိုက်ပြီးတော့ဖြစ်တယ်လို့အိတ်မယ်ပေါ့ဒါပေမဲ့ကံကောင်းကျင်တော့ရွှေတကားဘူတာမှာရုံဆောင်ကြီးတယောက်ရှိရယ်ကျွန်တော်လည်းမနေ့အထွက်ပြင်စရာရှိရတယ်ပြင်နေရတယ်အိတ်မပြောရနဲ့အဲ့ဂျုံဆောင်ဦးလေးနဲ့စကားတွေတော့ပြောဖြစ်တယ်ဒီလိုနဲ့ပဲမပြောလိမ့်မဲနဲ့ကျွန်တော်တို့တွေမိတ်ဆွေတွေဖြစ်သွားတယ်တညာလုံးဒီပါကျွန်တော်စကားတွေပြောကြတယ်အဲ့ဦးလေးကသူ့ရဲ့ဘဝအတွေ့အကြုံတွေအများကြီးကျွန်တော်တို့ထိုင်ပြောပြတယ်ဒီလိုနဲ့ကျွန်တော်တို့တယောက်စကားပြောဆိုရင်ရင်းနှီးသွားတဲ့အချိန်မှာအဲ့ဒီရုံဆောင်ဦးလေးကြီးကသူ့ရဲ့အခန်းထဲမှာပဲကျွန်တော်အိတ်ဖို့တက်ခေါ်တယ်ဒီလိုနဲ့ပဲကျွန်တော်ရဲ့ရွှေတကားမျိုးရဲ့ပထမဦးဆုံးညအေးချမ်းနဲ့ကုန်းဆုံးခဲ့ရပါတယ်ဒါလို့ဆိုရင်ကျွန်တော်ရောက်နေတဲ့မျိုးကဘာမျိုးလဲဆိုတာကိုသိတော့ပြီးထင်ပါတယ်ဟုတ်ပါတယ်တည်ရခိတ္တရာမျိုးပါတည်ရခိတ္တရာဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း1800 200ဆိုတော့ဟာဒွါရက်ပေါင်ပင်တည်ခဲ့တဲ့မျိုးဖြစ်ပြီးတော့ပြည်မျိုးမှာရှိပါတယ်ကျွန်တော်ဒီခီးကိုထွက်လာရတဲ့အဓိကရွေးချက်နှစ်ခုရှိတယ်ပထမတစ်ခုကမိတ်ဆွေအသစ်တွေရှာဖို့ရယ်ဒုတိယတစ်ခုကတော့ခီးသွားဖို့ပါရွှေတကားကိုရောက်ပြီးနောက်နေ့မနက်မှာတော့ကျွန်တော်မိတ်ဆွေတယောက်ရခဲ့ပါတယ်သူ့နာမည်ကကိုသားချောပါကိုသားချောဖြစ်ပါတယ်စောနဲ့ဖုန်းပြောနေတာမသိတူတူပေါ်မှာစကားလေးပြောနဲ့ရင်းနှီးပြီးနောက်မှာတော့ဘာဂျင်နဲ့ကိုသားချောတို့ပေါင်းပြီးတေခိတ္တရာမျိုးထဲမှာပတ်ကေးကြတော့မှာဖြစ်တဲ့အတွက်တငယ်ချင်းတွေနဲ့အခမ်းအနားပိတ်မီးမိတ်ငကြက်လေးတက်စားစရာမုံလေးတစ်ခုယူထားပြီး enjoy the show man နာမည်မိုက်နော်အဲ့လိုနာမည်မျိုးရစော့ကြည့်ရဟုတ်တယ်တေခိတ္တရာကျွန်တော်ရဲ့တတိတာဖြတ်တန်းဖို့အတွက် chapter 6ခုရှိပါတယ် chapter 1အသက်ရှူလို့ကောင်းတဲ့လေကင်းနေရဲ့ဘေးမှာရှိနေတဲ့ရှေးဖျားကြီးတစုပဲဖြစ်ပါတယ်ဟယ်လိုဒါကျွန်တော်အခုရောက်နေတဲ့နေရာကမေ့ပါရဲ့ဒီမှာမကြီးတော့ဖျားကမီးကအပြင်မှာထိုးတာမစီးကန်းနေကြီးတာမျက်မှန်မပေါ်ဘာမှမမြင်အောင် sorry
ဒီမျိုးကိုတဲခဲ့တဲ့ဘုရင်ကမြို့ရဲ့ထောင်လေးတောင်မှာဖျားလေးစုတဲခဲ့တယ်ဒါပေမဲ့နှစ်တည်ကြလာတဲ့အချိန်မှာအဲ့ဖျားလေးစုတွေကတစုကသူ့လိုလိုပျောက်ကွယ်သွားပြီးတော့မြို့ရဲ့ထောင်သုံးတောင်မှာဖျားသုံးစုပဲကြံပါတော့တယ်မျိုးလေးတော့ဖျားတခုကဘလို့ပြောက်လာပြောက်နေအဲ့ဟုတ်တယ်မျက်စိလဲလို့ကတော့တွေ့ဆိုတယ်ဟုတ်တယ်မျက်စိလဲမှတွေ့ဘဲဘဲလေးတော့ရှိဘဲဘဲလေးတော့ဘဲဘဲလေးတော့ဟုတ်တယ်အဲ့ရှေးဖျားသုံးစုတွေကပထမဆုံးတစုဖြစ်တယ်ဖျားမှာဖျားဆိုတာကကျွန်တော်အခုရောက်နေတဲ့ဖះကဖះမှာဖះလို့ခေါ်တယ်သူကAD 400စုကနေပြီးတော့900စုပြူခစ်ထဲမှာဒါဒရဘောင်ဘရင်ကြီးတည်ထားလို့ပြောတယ်ဒရဘောင်ဘရင်ကြီးတည်တဲ့ ZD 6စုတွေကတစုလို့ပြောတယ်သူကဖះနာမည်ပါ ZD ကြီးလားမဟုတ်လေနောက် ZD တခုရှိသေးတယ်လေဖះကြီးမလားသူကဖះကြီးဖះနဲ့တယ်သူကလို့ပုံစံတူတည်ထားလို့ပြောတယ်ဖះရဲ့အဝင်အတွင်းမှာဒီအုတ်ခဲတွေပေါ်မှာလို့အပင်တွေပေါက်နေတာဗာရအစလုံးဝတကယ်ရှေးအောင် fight ပဲဗျာရှေးပြမောလမ်းလျှောက်နေရသလိုပဲလုံးဝအဲ့လိုညခင်းတွေရှိရဲ့ပုံစံတွေကချင်းတော့ကြိုက်နော်ချင်းမကြိုက်မသိတာဘူးလားဘောင်းမီတို့ဝယ်ထားဒီအောက်ဘက်တွေမှာနေတာကိုကြိုက်ထားတာချင်းတော့အရန်ကြိုက်ပါတယ်Chapter 2အခုကကျွန်တော်ဒါဖျက်ကြီးဖျားကိုရောက်ပြီပြောလို့ရှိရင်ကျွန်တော်ဟိုဘအတွဲတွေပဲဖျားဖို့လေကားနဲ့အဲ့လိုတဆင့်တက်လို့ရတယ်အခုကျွန်တော်ပထမတဆင့်ကိုတက်လာပူတော့တော်ပူပဲမရတော့ပြန်စင်တော့ဖြစ်တော့တော်ပူတယ်အကျိုးအောက်အဲ့လိုသူကလောက်ထိတက်လို့ရတယ်နောက်ထပ်တက်လို့ရသေးတယ်ရောက်လုံးရောက်ခဲ့လေရောအဆုံးထိအောင်ကျိုးစားပြီးအော်တော်ပူတော့မရတော့အော်Chapter 3 Asian City War ကျွန်တော်တို့ဖျားနှစ်စုဖူးပြီးတော့မြို့ပြုံမြတ်ထွက်လာတဲ့အချိန်မှာတစ်ချိန်လုံးကမြို့ရဲ့ခံတိုက်ဖြစ်ခဲ့တဲ့မြို့ရိုးကြီးကိုပြန်တွေ့ခဲ့ပါတယ်ကျွန်တော်အခုရောက်နေရတာမြို့ရိုးအဟောင်းလို့ပြောတယ်မြို့ရိုးအဟောင်းဆိုတာဒါကျွန်တော်ရောက်တဲ့နေရာအမြင့်ဆုံးပဲအမြင့်ဆုံးတော့မဟုတ်ခုနလေးမှာနည်းနည်းလေးတစ်လက်မနှစ်လက်မလောက်မြင်နေကြောက်တုံးလေးရှိတယ်ဒါအမြင့်ဆုံးပဲဗျာသူကဒီနားမှာခုနကိုသားချောပြောတော့နက်ကြီးရယ်လို့ပြောတယ်နက်ကြီးရဲ့ဒီအဆောင်ရှောက်လို့အဲ့လိုပြောအဲ့ဒါရှိရယ်လက်ပေါက်မယ်တော့လက်ပေါ်အဓိကရှုခင်းနေအရန်လာရှုခင်းနေဒီနားပတ်ဝန်းကျင်သူကရှေးအောင်အဲ့လိုမျိုးအစာအုပ်ကြီးရှိတယ်ပြီးတော့ဖျားကြီးရှိတယ်အဲ့ဖျားကြီးရဲ့ဘေးနားဝန်းကျင်မှာသူကလို့လေလုံးနေကြတဲ့လူတွေပြီးတော့လို့စိုက်ခင်းတွေအကျယ်ကြီးရှိတော့တော့ refresh အဖြစ်တယ်ဗျာဒီမှာလို့မင်းညမှာရထားပေါ်မှာတညလုံးဒုက္ခခံပြီးတော့ဘယ်ချိန်ရောက်လို့ကြောင်မှမသိအမှဘယ်ရောက်လို့ရမှမသိရမဟုတ်အဓိကရောက်လားမရောက်လားတော့မသိဘူးဗျာအဲ့ခရီးကိုထွက်လာခဲ့ရအခုဒီမှာဒီလိုမျိုးလေးပြန်မြင်လိုက်ရတော့တန်တယ်ဟုတ်တယ်မလား Chapter 4ကိုသိန်းတိုင်းနေဖြစ်ပါတယ်အေဂျင့်ကြောက်ပဲကျွန်တော်ရောက်နေတဲ့အချိန်မှာမိုးကအုံနေအောင်ပူပြီးမိုက်ဘာလို့လဲမသိကျွန်တော်မိုးရွာသဘောကျတယ်မိုးအုံနိုင်ပဲသဘောကျတယ်တော့ဒါပေမဲ့ရွာတော့မရွာပါစေနဲ့ရွာတိုင်းတော့ပွိုင်းတက်သွားဒါကြောင့်ဒီအဆောက်အဦကြီးကဒီအဆောက်အဦကြီးကကြပါတော့ဟိုရှေးအောင်ပစ္စည်းတွေထားရတဲ့အဆောက်အဦကျွန်တော်အခုရှောင်းနေတဲ့နေရာမှာဒါရှေးအောင်ပစ္စည်းတွေဒါတူပြီးတွေ့တဲ့နေရာမျိုးပေါ့အမှအယိုးစုတွေလည်းရှိရယ်ပြီးတော့အဲ့လိုရှေးအောင်အသုံးဆောင်ပစ္စည်းတွေတွေ့ရအောင်သူကဒီတိုင်းထိန်းသိမ်းထားတဲ့နေရာကြီးပေါ့သူကဒီအောက်ကလမ်းလျှောက်တဲ့လျှောက်လမ်းနေရာအစားလုံးဝတကယ်ဟိုးအရင်တော့လမ်းအတိုင်းအောင်မှာသူတည်ချတာလေးဒူးဒီဇိုင်းနဲ့လို့ထိန်းသိမ်းထားတဲ့ပုံလေးကျွန်တော်ဒီအနောက်မှာရှိတဲ့ဒီအုပ်ပုံလေးပြီးတော့အဲ့ထဲမှာဆိုရင်ဒီရှေးအောင်ပစ္စည်းတွေအသုံးဆောင်တွေအဲ့ဒါပြီးတော့အယိုးတွေပေါ့ကွာအဲ့ဒါတွေပါအကုန်လုံးကဒီအနောက်ထဲမှာထိန်းသိမ်းထားတယ်ပုံမှန်ဆိုတော့တဲဝင်လို့မရဘူးလို့ပြောရတာကုသားချောတို့
ဒီအရာဦးလေးကိုကူညီပေးရတဲ့ကျွန်တော်အထင်းမှာဝင်ကြည့်လိုက်ရတယ်တရားမကြည့်လို့ရလားကျေးဇူးပါကျေးဇူးပါအခုကျွန်တော်ဖယ်သွားမှာဖះဘောဘောကြီးလားဟာနော်ကျွန်တော်အခုဘောဘောကြီးဖះကိုဆက်သွားမှာဖြစ်ပါတယ်အခုရောက်နေတဲ့နေရာကဒါဆွေတော်မျိုးတော်တွေရဲ့တင်ညာရင်ဒါရှိတဲ့နေရာလို့ပြောတယ်အထဲမှာအုပ်ကူ6လုံးရှိတယ်ဘေတနိုးဘရင်မရဲ့အုပ်ကူကကြတော့ဟိုဘက်ကိုဆက်သွားမယ်လို့ပြောတယ်အဲ့တော့ကျွန်တော်အဲ့ဘက်ကိုဆက်သွားမှာဖြစ်ပါတယ်အဲ့ဘက်ကိုဆက်သွားမှာဖြစ်ပါတယ်အဲ့ဘက်ကိုဆက်သွားမှာဖြစ်ပါတယ်ချွေးပြန်စီပြန်နေပြီChapter 5 3ပန်လာရွာကျွန်တော်ယထာပေါ်မှာရွှေတကားမျိုးကိုရောက်မလားဆိုပြီးမြေပေါ်ခဏခဏကြည့်နေတော့အဲ့3ပန်လာဆိုတာခဏခဏတွေ့နေရတယ်တကယ်ရောက်တဲ့အချိန်မှာကိုသားချိုးကကျွန်တော်ကို3ပန်လာကြောင်လိုက်ပို့ပြီးအတော်လေးလာပြီးအေးချမ်းတဲ့ရွာတရားဖြစ်ပါတယ်ရွာမှာအထင်ကြီးရှေးအောင်အဆောက်အဦတစ်ခုရှိပြီးတော့အဲ့ဒါဟာ3ပန်လာဖုံးရင်ကြောင်ပဲဖြစ်ပါတယ်အခုရောက်နေတဲ့နေရာကဒါ3ပန်လာရွာတွေက3ပန်လာမင်းသမီးရဲ့3ပန်လာဖះเจ้าလို့ပြောတယ်ဖះเจ้าဖုံးကြီးเจ้าလို့လည်းပြောတယ်ဒီဆောက်ထားတဲ့လက်ရာပြီးတော့သူ့ရဲ့အရှိန်ဝါးကြီးရဲ့လုံးဝတကယ်အပြင်ကခုနကကျွန်တော်ပြတဲ့အတိုင်းပဲအရှိန်ဝါးလုံးဝတကယ်ခမ်းနာရတယ်ဗျာအထဲမှာတော့တော်တော်များများပျက်စီးနေပြီပြီးတော့ဒီဘက်တွေကငလင်เจ้าပြိုသွားတာလို့ပြောတယ်သူတို့ပြန်ပြီးတော့မိုးမှန်ထားတယ်လို့ပြောတယ်ဒီအထဲဘက်တွေဆိုရင်တော့အထဲတော့ဝင်လို့မရဘူးလို့ပြောတယ်သူအဆောက်အဦရဲ့တချို့နေရာတွေပျက်စီးနေရရှိတယ်ဆိုတော့အပြင်ကနေပဲကျွန်တော်တို့ဖက်ကြည့်မှာဖြစ်ပါတယ်။ကိုသားချောကကျွန်တော်ကိုအဲ့ရှေ့ကနေအတင်းဝင်လို့ရတယ်လို့ပြောပါတယ်။သူ့ကိုရှေ့ဆုံးကနေထားပြီးတော့ကျွန်တော်နောက်ကနေဝင်မှာဖြစ်ပါတယ်။အဲရှေ့ကတော့ဘော်တယ်လို့ရတယ်။ကျွန်တော်ဒါအခုရောက်နေတဲ့နေရာကဒါ3ပန်လာရွာ3ပန်လာမင်းသမီးရှိရဲ့3ပန်လာရွာလို့တော့ပြောတယ်။အဲဒီရွာရဲ့ဒီ3ပန်လာဒါဖုံးကြီးကျောင်းလားဖះကျောင်းလားမသိဖះဖုံးကြီးကျောင်းလို့တော့ပြောရဲဒါပေမဲ့ဖះကျောင်းပုံစံမျိုးလားကျွန်တော်အထက်ကိုလိုက်ပြရမယ်ခဏလေးဒါခုနကကျွန်တော်တို့အဲ့အောက်ကနေကြည့်ကြရတာဖះရဲ့ဖုံးကြီးကျောင်းဖះပုံနော်ဖုံးကြီးကျောင်းလို့ပြောရတယ်ဖះနဲ့စကားမဆက်ပြောရရင်ကိုသားချိုးကတကယ်တော်တဲ့ခီးသွွား agency ပိုင်းရှင်ကျွန်တော်တို့3ပန်လာရေကန်ကြီးတစ်ခုစီကိုရောက်တဲ့အချိန်မှာအဝင်ဝါမှာချက်ဖာကြီးနှစ်ကောင်ကိုကျွန်တော်တွေ့တယ်အဲ့နဲ့ကျွန်တော်ကိုသားချိုးကိုမေးလိုက်တယ်ကိုသားချိုးအဲ့ချက်ဖာကြီးတွေကဘာဖြစ်လို့ထုတာလဲဆိုတော့ဒီတိုင်းပဲထုလာတာတဲ့အဲ့နဲ့ကျွန်တော်လဲအော်ဒီတိုင်းပါပဲလားဆိုပြီးလမ်းလျှောက်လာတယ်အတော်လေးလျှောက်ပြီးတဲ့အချိန်မှာသိန်းငက်ကြီးတစ်ကောင်ပဲပုံထုတာတွေ့တယ်ကိုသားချိုးကျွန်တော်လက်ညှိုးထိုးပြတယ်အဲ့သိန်းငက်ကြီးကိုတေချာရိုက်ဆိုလို့ကျွန်တော်တေချာရိုက်လာတယ်ကျွန်တော်စိတ်ရထင်တယ်တော့ရှေ့ရချက်ဖာကြီးကဘာမှမဟုတ်ဘူးပေါ့ဒီသိန်းငက်ကြီးကတကယ်အရေးကြီးတယ်ပေါ့ဟိုတောင်ညိုဘင်းရဲ့နမကျက်နှစ်ကောင်တွေ့ခဲ့တယ်မဟုတ်လားဟုတ်ကဲ့အဲ့လာကျက်ရှုံးလို့နမကိုဆက်လာတာကျက်ရှုံးလို့တကယ်တော်ရဲ့ကိုသားချောပါဆက်လာတာဒီရောက်တော့ဟိုပန်တာမင်းသမီးနဲ့မကြီးလေးပါနဲ့တိုင်မြင်ပြီးတော့ဒီကလေးမကိုမကောင်းကြလိုက်တာပေါ့ဒီကလေးအဲ့သုံးပါလာမင်းသမီးနန်းနွနဲ့ရောက်လာရင်ဒါမေးမချင်းနေဆိုတော့မနာလို့ပြောမှာမနာလို့တော့သူဝင်လာရင်မလွယ်ဘူးဆိုပြီးတော့သူကမနေ့တစ်ချိန်နေ့ကင်းတစ်ချိန်ညတစ်ချိန်အလှသုံးမျိုးမတူဘူးနော်ဟုတ်တယ်မနေ့ကတစ်ချိန်ဟိုတယ်ကိုတစ်ချိန်ပေါ့ညကြတစ်ချိန်အဲ့လိုလှနေတော့မင်းဒါတို့ယောက်ျားသားတွေပြန်စဉ်းစားကြည့်မယ်ဆိုရင်ဒါဖြစ်နိုင်တယ်ဘယ်ခွာတော့မလဲဟုတ်လား Chapter 6တီခိတ္တရာပြတိုက်တကယ်တမ်းကကျွန်တော်တို့အဲ့ကိုသွားတဲ့အကြောင်းရင်းကတစ်မျိုးလုံးနှိပါမီးပြက်နေတော့ဖုန်းအသွင်းမှုလိုလာတယ်အဲ့တော့ကိုသားချိုးကပြောတယ်ပြတိုက်ထဲမှာတော့မီးရနိုင်တယ်
အဲ့အကြံနဲ့ကျွန်တော်နှစ်ယောက်တေးခိတ္တရာပြတိုက်ကိုသွားတယ်ဒါပေမဲ့ရောက်တဲ့အချိန်ကအရန်စောနေတော့နှစ်ယောက်သားပြတိုက်မဖွင့်မချင်းအဲ့ရှိမှငုတ်တုတ်ထိုင်ဆောင်နေခဲ့ရပါတယ်အစားတော့ကိုယ့်အကြံနဲ့ကိုမို့လို့ဒီအိုင်းလာခဲ့ကြတာဆိုပေမဲ့တကယ်တမ်းပြတိုက်တဲ့ဝင်ပြီးရဲ့အချိန်မှာတော့ဒီပြတိုက်ကကျွန်တော်အတွက်ပြုတ်ခစ်တစ်ခုလုံးရဲ့အမွေနှစ်တွေပြူရိုးရာတွေနဲ့ရှေးရောက်အမွေတော်တော်များများကိုလေးလာခွင့်ရအောင်လုပ်ပေးခဲ့တဲ့နေရာတစ်ခုဖြစ်သွားပါတယ်ကျွန်တော်အခုဒါတေခိတ္တရာရဲ့ပြတိုက်ထဲကိုရောက်နေတာဒီထဲမှာဆိုရင်သူကဖျားစင်းလူတော်တွေပြီးတော့ဒါပြူခစ်ကကြောက်စာတွေပြီးတော့ရွှေပေလွာတွေပြီးတော့ရုပ်ထုတွေအများကြီးကိုတို့ဒါထိမ့်သိမ်းတာတွေ့ရတယ်ခုနကဟိုဘက်အချမ်းကကြောစီတီပထိုးဘက်ကိုသွားတယ်ဒီဘက်ကကျတော့ဒါဒီကျွန်တော်တို့မြို့ခံပြည်သူလူထုပေါ့အဲ့လိုမျိုးတို့ရဲ့နေချင်းမှုအစိတ်အတန်းကိုပြသတဲ့နေရာတွေဗျာဒီဘက်မှာဆိုရင်တို့ရွှေနဲ့ပတ်သက်တဲ့ပစ္စည်းတွေရွှေပတိန်လုပ်ငန်းတွေမှာတို့ဘယ်လောက်ထိပြူခက်ကအဲ့လိုမျိုးရှိခဲ့လဲဆိုတာပြထားတယ်ပြီးတော့ဒီဘက်မှာဆိုရင်တို့အမှုပညာခေတ်ဆိုတော့တပင်းပညာတွေပေါ့တို့ဒီပြူခက်ကတပင်းပညာတွေမှာဘယ်လိုမျိုးဖြောပြသူတွေရှိလဲဆိုတော့ကျွန်တော်တို့ဖော်ပြထားတယ်ဗျာအထဲမှာရှိတဲ့ပြည်သူ့ကပညာတွေစင်တုတွေကိုလေ့လာခြင်းအဖြစ်တော့အများကြီးသိနိုင်တယ်ဆိုပေမဲ့ဒီ channel ကအဲ့ဒါကြီးပြောတဲ့အကြောင်းမဟုတ်ဘူးအဲ့တော့ကျွန်တော်သိရကျွန်တော်ပြောရရင်တော့ပြတိုက်ကအရန်တန်တယ်အဲကုန်းနဲ့အရန်အေးပါတယ်ပြီးတော့အဲ့မှာရှိတဲ့ဝန်ထမ်းတွေလို့ခေါ်မလားတကယ်ဖော်ရည်တယ်တော်တော်လေးပြူလာကြတယ်ကျွန်တော်ဘာမှမသိတဲ့ပုံပေါက်နေရတော့မှအသေးစိတ်လိုက်ရှင်းပြပေးတယ်အဲ့တော့လည်းတကယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုတက်လည်းအများကြီးထောက်ပို့ပေးပါတယ်တေခိတ္တရာလာလို့ရှိရင်ဒီနေရာကိုလာဖို့တော့ recommend ပေးစင်တယ်တကယ်ပဲအဓိက aircon ရှိရအေးစားပါတကယ်ရင်ကျမှုအမွေနဲ့ဒီအများကြီးဒီမှာထိမ့်သိမ်းထားတယ်တော်တော်လေးကောင်းတဲ့နေရာတစ်ခုဒီလိုနဲ့ကျွန်တော်နဲ့ကိုသားချော်တို့ပြည်မှုမှာကဲလို့လဲကွာဖုန်းကလည်းသွင်းလို့ပြီးရဲ့အချိန်မှာတော့နေ့လည်စာစားတဲ့အချိန်ရောက်လာပြီမို့လို့နေ့လည်စာစားဖို့အတွက်ကိုသားချော်ကသူ့ရဲ့တငယ်ချင်းစိုင်သိဖွင့်တဲ့နေရာကိုကျွန်တော်ခေါ်သွားတယ်စိုင်နေမျိုးတော့ကျွန်တော်မမှတ်မိတော့ဗျာဒါပေမဲ့လိမ့်စာကနေရာကဖျက်ကြီးဖျားရဲ့အရှိမရှိတဲ့လက်ဖေးရည်ဆိုင်တစ်ခုအဲ့ရနှုတ်စင်းခေါ်ဆိုအရန်စားလို့ကောင်းတယ်ကိုသားချော်ရဲ့အတိဆိုင်ဖွင့်ပွဲဆိုတော့ကျွန်တော်တို့အဲ့နေရာ free ကြိတ်လိုက်ရတယ်ဒီနေရာမှာကိုသားချော်တကယ်တော်သွားပါပြီစားလို့တောက်လို့ပြီးတော့ကျွန်တော်တို့ပြည်မှုတွေကိုပတ်သွားကြတယ်။ဦးသားချော့ကသူညဘက်လင်းရင်တက်တယ်လို့လာပြီးတောက်တက်တဲ့နေရာလေးကိုကျွန်တော်လိုက်ပို့ပြီးတယ်။ညဆိုအမှဘီယာထိုင်းတောက်လို့ဖြူကောင်းတယ်လေ။ဒီလားကြက်လေးလေးဖြူတယ်လေ။လူနဲ့အချိန်တစ်ခုကြာတဲ့အချိန်မှာတော့ကျွန်တော်တီခိတရားမျိုးနှုတ်ဆက်မဲ့ချိန်ရောက်လာခဲ့ပါပြီ။ဒီခီးစဉ်တစ်ချောင်းလုံးမှာကျွန်တော်ကိုကူညီပေးခဲ့တဲ့လူတွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။အထူးသဖြင့်ဦးသားချော့ကိုတကယ်ကျေးဇူးတင်ပါတယ်။တကယ်လို့တငယ်ချင်းတွေနဲ့ပြည်မျိုးကိုရောက်လို့ကျွန်တော်လိုမျိုးဦးသားချော့နဲ့ပတ်ပြီးချေးခြင်းတယ်ဆိုရင်ကိုသားချောရဲ့ဖုန်းနံပါတ်ကိုဆက်ပြီးတော့သူ့ရဲ့တော်ကိုအားပေးလို့ရပါတယ်။တကယ်သဘောကောင်းရုပ်ရမ်းချောအထာရမ်းကြပြီးတော့တော်လည်းပြောတတ်တဲ့မိတ်ဆွေတယောက်ဖြစ်ပါတယ်။ဒါနဲ့စကားမဆက်ကိုသားချောခင်ဗျာမိမကြောက်ရတဲ့အကြောင်းကျွန်တော်ဘယ်သူမှရှောက်မပြောတော့ဘူးနော်။ညဆိုအမှဘီယာထိုင်းတောက်လို့ဖြူကောင်းတယ်လေ။ဒီလားကြက်လေးလေးဖြူတယ်လေ။ဒီလိုနဲ့ပဲကျွန်တော်ဟာရှီအောင်ခေတ်ဖြစ်တဲ့တေးခေတ်တရားမျိုးကနေအလဲလက်ခေတ်ဖြစ်တဲ့မျိုးတစ်မျိုးကိုဆက်ပြီးခီးဆက်ပါတယ်။အလဲလက်ခေတ်ဆိုတော့တခြားမဟုတ်တဲ့မန်လီမျိုးပဲဖြစ်ပါတယ်မန်လီမျိုးဆိုတာ1859ခုနှစ်မှာကုန်းမောင်မိတ်ဆက်ကဆက်ဆက်မြောက်ဖြစ်တဲ့မင်းတို့မင်းစာပြီးတောင်းရကွာမန်လီမှာခေတ်သုံးခေတ်ရှိရဲ့အဲ့ဒီကကိုရရရှောက်လိုက်ပါဦးဒီလိုနဲ့ပဲကျွန်တော်မန်လီမျိုးကိုရောက်ပြီးတော့မိတ်ဆွေတယောက်နဲ့တွေ့တယ်အဲ့မိတ်ဆွေရဲ့ကျေးဇူးနဲ့ပဲကျွန်တော်ဟာရှေးပင်နေနဲ့စိုက်ခဲ့တဲ့မြို့အလဲလက်ခေတ်ရည်ကြီးမှုတွေအခုချိန်ထိထုံးကားနေစေမျိုးဖြစ်တဲ့မန်လီမြို့မှာပတ်ပြီးလဲမှာဖြစ်ပါတယ်မန်လီရောက်ပြီးဆိုတာနဲ့လုံးဝဖူးသိတဲ့ဖျားလက်စီကိုဖူးပြီးရဲ့အချိန်မှာတော့ကျွန်တော်မန်လီမြို့ရဲ့အထင်ကြီးဖြစ်တဲ့မန်လီကျုံကိုသွားခဲ့ပါတယ်ကျွန်တော်အခုဒါမန်လေးကျုံထဲကိုရောက်နေတာဖြစ်ပါတယ်ကျွန်တော်ကိုလိုက်ပို့တဲ့အကိုကတော့ပြန်သွားပြီသူကိစ္စလေးတစ်ခုရှိလို့ပြန်သွားတယ်အဲ့အကိုလည်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ဒါမအားတဲ့ကြားရကနေပြီးတော့စိတ်ကန့်ပြစ်ပြီးတော့လိုက်ပြီးတော့ဒီနေ့ပေးရကျေးဇူးအများကြီးတင်ပါတယ်အခုကျွန်တော်မန်လေးမှာလေကြာရှိနေရတယ်လည်းမဲပြီးတော့လိုက်သွားကြရအောင်ကျွန်တော်ဒီကနေပြီးတော့အဲ့ဒီရှိကမန်လေးတောင်လမ်းလျှောက်ပြီးသွားမလို့ဒါပေမဲ့သူတို့ပြောတာအဲ့ဒီကနေပြီးတော့တောင်ကျိုလမ်းမပေါက်ဘူးတဲ့မပြောတော့ဘယ်လောက်ထိရောက်လဲမသိဆက်လျှောက်ကြည့်ရမှာအခုရောက်နေရတက်စင်ငယ်ရှိမှာမထင်အောင်မလားရုပ်တရက်ကြည့်လိုက်ဝိစီးနေတာWait
တရုတ်လိုပြောနေရပါနောက်ပြန်လှည့်ကြမယ်တဲ့ဟုတ်လားမသိလှည့်ဦးရဲ့ရှေ့ရကောင်လေးကနောက်ကောင်လေးကပြန်လှည့်မယ်တဲ့နောက်ပြန်လှည့်လာပြီမန်ဒီမှာလူတော်တော်များများတော်တော်ရင်ကြီးရတယ်မှာပါတယ်လို့ပြောအောင်ခုနကကျွန်တော်တဖေးဆိုင်သွားထိုင်ခဲ့တော့အဲ့လိုတော်တော်များများပေါ့ရန်ကုန်မှာလည်းမရှိရတော့ပေါ့ပေါ့ရှိရရှိရတယ်ဒါပေမဲ့တော်တော်လေးအဲ့လိုမျိုးဆိုင်အကြီးကြီးပဲမှာရှိရများမန်ဒီမှာအမှန်ပြောတော့အဲ့ဆိုင်လည်းနည်းနည်းဆိုင်ကြီးတွေထဲမှာပါတယ်ဒါပေမဲ့တော်တော်လေးဒီကလူတွေကရင်ကြီးတွေထဲမှာပါတယ်သိတာတော့ဗျာရန်ကုန်ကလူကြောင့်ဘယ်လိုပြောမလဲနည်းနည်းဖာတိဖာတာနေကြတာများတယ်ကြောင်းနဲ့ကြောင်းနဲ့ရန်ကုန်ရဲ့အဲ့လိုမျိုးခေါ်ချော်ပေါ့မန်ဒီဘက်ကကျတော့မန်ဒီလည်းမပြောတတ်ဘူးကျွန်တော်ဒီလိုအလေသဘောရောက်တာဆိုတော့လူရင်းကြောင်းတော့ဒီချောင်းတော့မသိဘူးကျွန်တော်ပြရတော့တော့တော်တော်များများကြီးကြီးနဲ့အဲ့လိုမျိုးလူတွေကိုဂရုတစိုက်လို့ရှိကြတယ်တော်လေးကောင်းတဲ့ခါချက်တစ်ခုပါပဲဟယ်လိုမန်တောင်ဟေးကိုစမ်းမြင်နေရပါပြီအဲ့တချင်းရှိရပါအတက်ကလေးရတဲ့ရှိပြီလို့မန်တောင်ဟေးကိုညနန်တာကျန်တချင်းနေဟိုအနောက်နားလေးမှာကျွန်တော်လက်ကောက်ပြတ်သွားခဏလေးအိုးလုံးမကြံတော့ပြန်ကောက်ထားပါရန်ကုန်ရောက်တော့မှပဲအဲ့ဒါလေးပြန်စူးစီးပြီးတော့ကျိုးပြန်ချီပြီးတော့ပြန်ဝေးရမှာပေါ့လက်ကောက်ပြတ်တာအကြောင်းမဟုတ်ဘူးကောင်းမလေးပြီးတာစူခံရတော့မယ်အခုကလမ်းအဆုံးနာရောက်လာပြီကျွန်တော်နောက်နည်းနည်းတော့ဆက်လျှောက်လို့ရှိရင်မန်းတောင်ရိတ်လို့ခေါ်လာမန်းလေးတောင်ရဲ့အောက်ခြေကိုရောက်ပြီးရေရောတော်တော်စားရေကဟိုးအဲ့စချီလျှောက်တဲ့နေရာမှာရောင်းတဲ့ဆိုင်တွေရှိတယ်စိတ်ထဲမှာဒီအလဲလောက်မှလည်းရောင်းတဲ့ဆိုင်တွေရှိုးမယ်လို့ထင်တာဘာမှမရှိဘူးလူလည်းမရှိဘူးဘာမှလည်းမရှိဘူးဒီတိုင်းကျွန်တော်တယောက်ပဲရှိတယ်ဒီမှာလက်ညှိုးထိုးနဲ့ပြခဲ့တဲ့မန်းလေးတောင်ရဲ့အောက်ခြေနေရာဖြစ်ပါတယ်အစားဟိုးဘက်ကနေတွေးတော့ကတော့ရှောက်လာဒီနားလောက်ရောက်လို့ရှိရင်လမ်းလေးရှိမယ်ဟိုဘက်ကလမ်းလေးကူးလိုက်လို့ရှိရင်မန်းလေးတောင်တက်လို့ရမယ်ဗောဒါပေမဲ့နောက်ပြန်ရှောက်တော့ကျွန်တော်အစိုးလေးမရှောက်နိုင်တော့ရေးစားနေပြီဒီဘက်ကနေဆက်ရှောက်လို့ရှိရင်နောက်နှစ်ခေါက်တော့ထပ်ရှောက်အောင်မှာဒီကနေရှောက်ရင်တစ်ခေါက်ပဲရှောက်အောင်မှာဒီဘက်ကပဲရှောက်ပြီးပြန်တော့မှာကျွန်တော်အခုကျုံးပေးကလမ်းဘေးမှာထားရနေရခုနကတော့ရေစာလို့ရေဘူးသွားဝယ်တာရေဘူးရတော့ရလာပြီအဲဒါကြောင့်ရေဝယ်နေရလဲဘာမှမရိုက်လိုက်ရအောင်ကျုံးပေးနာတန်းနေပြီးတော့ကျွန်တော်တောက်လျှောက်လာတာအခုခဏနေကြရင်မန်းလေးတောင်ရောက်တော့မယ်မန်းလေးတောင်ကြာမှပဲပြန်တွေ့ကြမယ်အခုလောဆယ်နည်းနည်းခါနာလို့လမ်းဘေးမှာထားရနေရအခုကျွန်တော်မန်းလေးတောင်အေရီယာတွေရောက်နေပြီဒါပေမဲ့ဝင်ပေါက်ကတော့ဘာမှလည်းမသိသေးဘူးလှေကားတွေတော့ရှိမယ်တော့ထင်တာပဲကျွန်တော်ပြောရတော့မန်းလေးတောင်ကိုလှေကားနဲ့တက်နိုင်လို့ရှိရင်အပေါ်ဆုံးထိတက်လို့ရတယ်လို့ပြောရအခုလှေကားလိုက်ရှာမှာလှေကားတွေ့လို့ရှိရင်တော့တက်လို့ရပြီတောင်တက်ကြပါမယ် let's go ခဏရှူပါဗျာကျေးဇူးပါဟုတ်မန်လေးတောင်တက်ဖို့အတွက်အဲ့နောက်မှာရှိတဲ့နေခံတွေတန်းညွန်ပေးတဲ့အဖြူအောင်ချင်းတကြီးနှစ်ကောင်လိုက်ရှာပါဆိုတဲ့အတွက်ကျွန်တော်ဖျားဝင်းထဲမှာ15မိနစ်20လောက်ပတ်ပြီးတော့အဖြူအောင်ချင်းတကြီးနှစ်ကောင်လိုက်ရှာရပါတယ်။သွားနေနဲ့လမ်းမှာအဖိုးကြီးတယောက်နဲ့ကျွန်တော်တွေ့တယ်။အဲ့ဖိုးကကျွန်တော်မြင်လိုက်တာနဲ့ဟာလူလေးတဲ့မင်းကဓာတ်ကြနေလို့ကွာတဲ့ဘေးဟောပေးမယ်တဲ့ဒီလိုလာဆိုပြီးတော့ကျွန်တော်ကိုခေါ်သွားတယ်။ကျွန်တော်လည်းအဟုတ်ကြီးထင်ပြီးတော့ဓာတ်ကြလို့ဟောပေးရဆိုပြီးအထဲလိုက်သွားတာပေါ့။နောက်တော့မှကျွန်တော်ပုံစံကျွန်တော်ပြန်ကြည့်ပြီးကျွန်တော်ခီးသွားမှုလို့အဲ့လိုမျိုးအခေါ်ခံလိုက်ရမှန်းသိလိုက်တယ်။ဟာတာဖြစ်ပြောတာပါဒါပေမဲ့ ICI ခေါ်တာတော်တော်မှန်ပါတယ်အဓိကတော့ကျွန်တော်အောင်မြင်မယ်လို့ခေါ်လိုက်တယ်ပြီးတော့အခြေအေးကန်ကောင်းမယ်လို့ပြောလိုက်တယ်အဲ့နှစ်ခုနဲ့နေပဲတန်ပါအဖိုးတန်ဆုံးကတော့ဘီနီဟောကတခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်အဖြူအောင်ချင်းတကြီးနှစ်ကောင်ရှိတဲ့နေရာကိုပါတခါလေးလမ်းညွန်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်မကြခင်ပါပဲမန်လေးတောင်ချီကိုရောက်ရှိလာပြီဖြစ်ပါတယ်တောင်ဝင်ဖို့ဘယ်လိုလုပ်ကြည့်လဲစရှိသေးတယ်ဒါစရှိသေးတယ်ဟိုတို့သေးတယ်ဟိုပေါ်
အသက်ကလေးရဲ့ရှေးစီလိုမန်းတောင်ရိတ်ကိုတဲ့ကျွန်တော်နားလေဝိုင်းအဲ့စကားကိုကျွန်တော်နားလေဝိုင်းကျွန်တော်တက်လာအခုမှခရီးတော့ပဲရှိသေးတယ်လူကြီးပဲတန်အဲ့လောက်ဒီမောမှာမဟုတ်ဘူးအဓိကအနောက်ကအိတ်ကပေါင်ထောင်လောက်လေးနေအကြရဲ့လမ်းမှာရက်ကွေးလို့ဘခဏနားတာနောက်ကလိုက်လာတဲ့တွဲတွေကဘေးနားမှာထိုင်ပြီးရမ်းဖြစ်နေကြသူတို့ရှီကလွတ်အောင်ပြေးလာတာပေါ့ဟိုတန်နေကြရတယ်အောက်ကနေရမ်းဖြစ်ပြီးလိုက်လာကြပြီကျွန်တော်ဆက်တက်ပြီးပြေးလိုက်အောင်မယ်မန်းတောင်ရိတ်ကိုတကယ်အသက်ရှည်ရနော်မနောက်ဘူးဘယ်ညာဟိုးပေါ်ကြည့်ရတာအဲ့ပေါ်မှာဖះတစုရှိရယ်အဲ့ဖះတစုရောက်ပြီးရင်အဲ့ဖះရဲ့အနောက်မှာနောက်ကျအခုလိုမျိုးလေကနောက်တစ်ခုထက်ရှိရယ်နောက်တစ်ခါထက်တယ်ရတယ်တော့လေးပုံသုံးပုံရောက်ပြီးပြောတယ်ဟုတ်ပဲရှုပ်ရင်းတစ်ခုပြမလို့အခုချိန်ကြီးကမန်းခံပြီးတက်လာတန်တယ်လို့ပြောရမယ်ပြရှူရင်းကတော့လာတယ်ဒါပေမဲ့ဒီနာအမကြီးကြောက်ပြောရတာအပေါ်ရောက်ဖို့နောက်ထပ်မိနစ်20လောက်ဆက်တယ်ကျော်ကြောင်ကထွက်လာတော့ဒီရုံးမှာဒီရှူရင်းအတွက်ဒီတက်လာဆက်တက်လိုက်ပါအဲ့ဒါ15မိနစ်လောက်အဲ့ဘက်တစ်ချောင်းလုံးရှောက်လာပြီးတော့ပထမဆုံးမြင်လိုက်ရတာဒါကြီးပဲကျွန်တော်45မိနစ်တနာရီနီးပါးလောက်တက်ပြီးမှတော့တောင်ပေါ်ရောက်လာပါပြီအတိအကျပြောရရင်တော့နိုင်မပါလာဘူးအဓိကတော့ဒီရှူခင်ဒီအနောက်ကရှူခင်ကသူကမန်းမြင်ရတယ်တမျိုးလုံးမြင်ရတယ်ဒီဘက်ဟိုဘက်ခုနလွန်ခဲ့တဲ့10မိနစ်လောက်ကမြင်ခဲ့ရတဲ့ view နဲ့အခု view နဲ့ရှင်းလိုက်အခု view ကပို့ပြီးတော့နည်းနည်းတော့ဘာမှမကွာဘူးဒီတိုင်းပေါ့နည်းနည်းပုံမြင့်သွားတာပဲရှိရပါပြီးတော့သူကဒီလိုလာရဲ့လမ်းတစ်လျှောက်မှာသူကရွာလေးရှိရဲအဲ့ရွာလေးကသူကအစားအသောက်တွေရောင်းတယ်အဲ့လိုလက်ဆောင်ပစ္စည်းတွေရောင်းတာမျိုးရှိရဲအဲ့တော့တောင်ပေါ်ဒီတိုင်းတက်လာတာမျိုးမဟုတ်ဘူးတခုဆိုရင်တို့ရှိမှနားလို့ရတယ်အစားအသောက်တွေပါနားလို့ရတယ်ပုံမှာတိုက်တဲ့လီယာစားတော့အေးနေရတယ်အဲမိုက်တယ်ဒီတောင်အပေါ်ရောက်လာနေတယ်သူကတဖြည်းဖြည်းနဲ့လမ်းကနှိပ်ခတ်လာတယ်အောက်မှာကျတော့သူကတဖြောင်နဲ့တက်လာတာဒီပေါ်ရောက်တဲ့ခါကျတော့တောင်ပတ်ပြီးတော့တက်ရတာဆိုတော့တချို့လမ်းတွေကမမြင်ရတော့ပျောက်သွားတယ်အဲ့လိုကျတော့ဒီကကျွာသူရွာသားတွေကိုမေးပြီးတော့ဘယ်လိုဆက်အဲ့လိုကျွန်တော်ဒီရဲ့လောင်းနဲ့မင်းတို့လည်းငါအဲ့လိုအာယုံရနေလို့ဟောပေးမယ်တဲ့စေတနာနဲ့ဟောပေးမှလာခဲ့ကျွန်တော်အညာပူတော်က9000ပေးခဲ့ရတယ်။နောက်ကျွန်တော်ပေးရပါဘာလို့ဆိုတော့ဟောတာတွေတော်တော်မှန်တယ်။အဓိကကျွန်တော်အောင်မြင်မယ်လို့ဟောလိုက်တယ်။ကျွန်တော်ကောင်မလေးကကျွန်တော်ပူဇော်ပဲလို့ဟောလိုက်တယ်။ရပါတယ်ကျွန်တော်မမှန်တာရတယ်အဲ့နှစ်ခုမှန်တာနဲ့ကျွန်တော်ဒီကကျွန်တော်အောင်မြင်မယ်။ကျွန်တော်ကောင်မလေးကျွန်တော်ပူဇော်ပဲဖြစ်တယ်။ဆိုတာသူ့လက်ပဲကျွန်တော်ဖြုတ်လိုက်တယ်။ ကျွန်တော်အပေါ်ဆုံးရောက်ပြီးထင်ပြီးတော့အပီပင်နေကျွဲနေရအဲ့နားမှာရှိတဲ့သူတွေပြောတော့ထပ်တက်ရအောင်မယ်တဲ့တော်တော်များတော့ဒီလောက်ကိုပဲအမြင့်ဆုံးရောက်ပြီးဆိုပြီးထပ်မတက်ကြဘူးဒါပေမဲ့ဒီလောက်ထိတက်လာတာကွာနိုင်ဝက်လောက်တက်လာတာကွာဘာလို့ထပ်မတက်တော့မှလဲအဲ့ကျွန်တော်အပေါ်ထိထပ်တက်လိုက်တယ်ဘာမှတော့ရှူကင်းမပြောင်းပါဘူးဆိုမဲ့ကျွန်တော်အခုချန်နေစပြီးမန်လေးတောင်ရဲ့အမြင့်ဆုံးထိတက်ခဲ့တဲ့ဘာဂျက်ခရိုရှာဖြစ်သွားပါပြီလူနဲ့ကျွန်တော်မန်လေးတောင်ပေါ်ကနေပြန်ဆင်းလာတယ်အစားတော့ကျွန်တော်မန်လေးမြို့မှာအကြာကြီးနေမလို့တွေးခဲ့မိသေးတယ်ဒါပေမဲ့ကျွန်တော်သွားတဲ့အချိန်တုန်းကမန်လေးတန်ကျောင်းကိုမန်လေးမြို့မှာပြန်ပြီးတိစောက်မှုတွေလုပ်နေရတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်လည်းရောက်ချင်းနေပါလိမ့်မယ်21ရာစုရဲ့ယဉ်ကျေးမှုတွေထုံးကားတဲ့မြို့ကိုဆက်ပြီးခရီးသွားဖို့တက်ပြင်လိုက်ပါတယ်ဒါပေမဲ့တခုရှိတာမန်လေးတောင်ချီကနေပြီးတော့ကျွဲဆက်ကန်ကားကြီးကွင်းအထိကိုတုတ်ခါ3000ခွဲတောင်ပေးရမှာစဉ်းစားကြည့်ဗျာကျွန်တော်ပြည်ကနေမန်လေးကိုလာတဲ့ကားကောင်3000ပဲရှိရဘာလို့3000ခွဲပေးမှလဲဆိုပြီးကျွန်တော်9မိုင်ကျော်လောက်ရှိတဲ့ခရီးကိုနေဘူးကြီးထဲမှာ PTV ရအောင်လမ်းလျှောက်တယ်ဗျာဘေးရင်စရာခုနလေးဟောလိုက်တာကစီယန်နဲ့နောက်ဆုံး2မိုင်လောက်ပဲကျွန်တော်မှကျွန်တော် Grab က2000ရှော့စည်းနဲ့9000ပြီးလို့ဆိုပြီးတော့ကျန်တဲ့2မိုင်ကိုကျွန်တော် AI အကြောင်းတော်တီးစီးပြီးတော့ကျွန်တော်လာခဲ့လိုက်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်ကကျွန်တော်မိတ်ဆွေကိုဖုန်းဆက်နှုတ်ဆက်လိုက်ပြီး21ရာစုယဉ်ကျေးမှုတွေထုံကားတဲ့မြို့ကိုဆက်ပြီးခီးဆက်ခဲ့ပါတယ်21ရာစုယဉ်ကျေးမှုတွေထုံကားတဲ့မြို့ဆိုတာတော့ကျွန်တော်ရဲ့မွေးရမြေကျွန်တော်ရဲ့အိမ်ရှိတဲ့မြို့ဖြစ်တဲ့ရန်ကုန်မြို့ပဲဖြစ်ပါတယ်ကျွန်တော်ပြောင်းတဲ့နေ့မှာပဲရန်ကုန်မိုးလေးနဲ့ကြိုးစုံခံလိုက်ရတာကြောင့်မနေ့စောစောထားမျက်နှာတင်သွားတိုက်ပြီးတော့ရန်ကုန်မြို့မှာကျွန်တော်ပုံမှန်လုပ်နေကြလူငယ်တယောက်ကတနေ့တာကိုဖျက်ဆီးပြမှာဖြစ်ပါတယ်
ပထမဆုံးအနေနဲ့တစ်ပတ်မှာတစ်ခါလောက်မနက်9 နာရီထမိရဲ့အချိန်မှာလမ်းလျှောက်နေကြဖြစ်တဲ့ပြည်သူ့ရင်မျိုးဖြစ်ပါတယ်ကျွန်တော်မန်လေးတောင်မှာတော့ပြောပြစကားကိုမှတ်မိတာဒီလမ်းကိုအဆုံးထိလျှောက်လို့ရှိရင်ထိတ်မှာအပေါက်လေးတစ်ပေါက်ရှိလိမ့်မယ်လို့ပြောရတယ်လေအဲ့ဒီပေါက်ကနေကျွန်တော်မန်လေးတောင်တက်လို့ရတယ်ဆိုပြီးတော့ပြောခဲ့တာအဲ့ဒါဒီလမ်းကြောင့်ဒီလမ်းကိုအဆုံးထိလျှောက်လို့ရှိရင်အပေါက်တစ်ပေါက်ရှိတယ်အဲ့ဒီပေါက်ကနေကျွန်တော်ရွှေကုန်းဖျားကိုဝင်လို့ရတယ်ရန်ကုန်မှာနေရတာကြာဒီဘက်တွေတစ်ခါမှမရောက်ဘူးတော့လမ်းကြီးကအဆုံးထိပိတ်ထားဘယ်ကနေဟိုဘက်လမ်းကိုကိုယ်ကလည်းမသိဘူးဆိုပြီးတောက်လျှောက်ရှောက်နေတာလမ်းမှာဆိုင်းဘုတ်တွေရှိတယ်မြေရောက်ဥမေလိုင်းကောင်းကနေသွားရမှာစိုးပါဘူးရန်ကုန်ကစထွက်တော့ဒီရုံမဟုတ်ဘူးเนาะတောက်လျှောက်လမ်းမှာအေးအေးပြတ်တာများမျက်နှာဝက်ချန်တွေပေါက်လာပြီးတော့ဒီမိတ်ဝီလန်းရှောက်နေရတော့ပဲအိုက်ဘတ်နေရအာဇာနီကုန်းရှိရနေရမန်လေးမှာထွက်လာတဲ့စာအခုချိန်ကြီးမသေးသေးဘူးလို့ပြောရတယ်ဒီကနေပြီးတော့မြို့ထဲကိုသွားမှာတနင်္လာရီခွဲလောက်အပိမဲကန်လမ်းလျှောက်ပြီးတော့မှာတော့ဂျန်ရှင်းစီတီကကျွန်တော်အကြိုက်ဆုံးကော်ဖီဆိုင်လေးပါ EA ကြောင့်အနားယူနိုင်ပါပြီကျွန်တော်အစကပြောခဲ့သလိုပဲ21ရာစုမှာလူငယ်တယောက်အနေနဲ့လှုပ်ရှားရရှိရတော့ရှိပါတယ်ရှားရှားဖို့ပေးလှုပ်တဲ့ရင်ပေါ့ကျွန်တော်အနေနဲ့လည်းကိုဝါသနာပါရဲ့အလုပ်လေးလုပ်တယ်အချိန်ရရင်တယောက်တည်းအခုလိုမျိုးလျှောက်သွားတယ်ကိုလက်လှုပ်ရှားမှုနေနဲ့ကျွန်တော်ဂျင်ဆော့တယ်ညရောက်ရင်တော့အနီးနားမှာရှိတဲ့ convenience store ဆိုင်တစ်ခုကိုသွားပြီးတော့စားကြလေးဝယ်တယ်။ပြီးကျွန်တော်အမိုက်စားပုံစံနဲ့လုပ်တယ်။ညရောက်ဝန်ခံနေကြရင်တော့ကျွန်တော်အချစ်ဆုံးညီမလေးနဲ့ကစားပြီး9 နာရီထိုးပြီးဆိုတာနဲ့ကျွန်တော်တနေ့တာပြီးဆုံးသွားပါပြီ။